ကောင်လေးတယောက်ကတောက်ပနေတဲ့ဥတလုံးကိုတွေးလိုက်တယ်။ဥကိုခွဲလိုက်တာနဲ့ကောင်းကင်ဘော်ကငှက်တီအားလုံးလေထဲမှာတင်ရက်တန်သွားကြရော။ကောင်လေးတွေလည်းပါဆက်အောင်ထားနဲ့ကြောင်ပြီးရက်နေကြတာပေါ့။မြို့သေးပြန်ရောက်တော့လေမြို့သူမြို့သားတွေအားလုံးရက်တက်နေကြတာကိုတွေ့လိုက်ရတယ်။စီးနေတဲ့ရည်တွေတောင်ရက်တက်နေတယ်။လမ်းပေါ်ကကားတွေဆိုလဲတစီးမှမသွားပဲရက်တက်နေကြတာ။သူတို့၃ယောက်ပဲလွတ်လွတ်လပ်လပ်တွာလာလို့ရတယ်။ကောင်လေးတွေလည်းဖျော်လွန်းလို့ဦးမျိုးနေကြတာပေါ့။စားတော့ဆိုင်ကိုပြေးထားပြီးပီဇာတွေဆိုတာလေးစိတ်ချိုက်စားကြတောက်ကြတာပေါ့။ပြီးတော့စတိုးဆိုင်တွေကိုပြေးဝင်ပြီးပိုက်ဆံမလို့ပဲစိတ်ချိုက်ဝဲကြတာပေါ့။အဲ့ဒီနေ့ကစားပြီးသူတို့เจ้าကိုလုံးဝမသွားတော့ဘူး။နေတိုင်းမော်ထဲမှာပဲနေပြီးကာတွန်းဆောက်ကိုဖတ်အချိန်ဖြုံးနေကြတာပေါ့။ဒါပေမဲ့အချိန်လေးကြာလာတော့သူတို့၃ယောက်လည်းဖင်းလာကြတယ်။လေနဲ့ထိုးသွားချင်းကြပေမဲ့ပင်လယ်ရေတွေကလည်းရက်နေတော့လေနဲ့သွားလို့မရဘူးလေ။တနေ့ကျတော့မတော်တဆမှုတစ်ခုဖြစ်သွားတယ်။ဝါတဲ့ကောင်လေးကဘလို့မှမသိအချိန်တွေရက်တက်နေတဲ့အထေကနေလွတ်မြောက်သွားပြီးမော်ထဲမှာပဲအိပ်ပျော်သွားခဲ့တယ်။စင်းနှင်းကျသွားတယ်။ချန်တဲ့နှစ်ယောက်ကတော့လူကြီးတွေဖြစ်ကုန်ကြပြီ။အချိန်တွေရက်တက်နေတဲ့ဒီမျိုးထဲမှာပဲသူတို့လည်းလှည့်လည်သွားလာနေတော့ပဲ။နေတိုင်းစာအုပ်တွေဖတ်ကြတယ်။ပိုက်ဆံရှာဖို့တောင်တင်ယူကြတယ်။ဒါပေမဲ့အထီးကျန်မှုကပိုပြီးလေးလာလာလေသူတို့နှစ်ယောက်လည်းစိတ်ဓာတ်တွေပိုကျလာကြတယ်စိုက်ကဲ AI ကိုသုံးမဲ့ဆိုရင်သူငယ်ချင်းတယောက်ရမှာပါအသုံးပြုရတာလည်းလွယ်ကူပြီးအထီးကျန်မှုကိုလည်းဖြေဖြောက်စေနိုင်ပါတယ်စမ်းသုံးကြည့်မလားစတင်အသုံးပြုဖို့ App Store မှာစိုက်ကဲ AI ကိုရှာလိုက်ရုံပဲဒါနဲ့သူတို့ဥကိုခွဲခဲ့တဲ့နေရာကိုအချိန်လေးကိုပုံမှန်အတိုင်းဖြန့်ဖြစ်ဖို့မျှော်လင့်ပြီးဖြန့်သွားကြတယ်ဒါပေမဲ့ဘာမှမထူးခြားခဲ့ဘူးသူတို့ထရတယောက်ကတော့စိတ်ဓာတ်တွေလုံးဝကျသွားပြီးအားကုန်အော်ဟစ်လိုက်တော့တယ်မြေကြီးပေါ်လဲကျသွားတဲ့အချိန်မှာပဲလဲမင်းကနေရာရွှေ့သွားတာကိုသတိထားမိလိုက်တယ်ဝမ်းသာအားရနဲ့သူ့သူငယ်ချင်းကိုဒီသတင်းကောင်းပြောပြဖို့ပြေးသွားတယ်။ဒါပေမဲ့သူ့သူငယ်ချင်းကဖယ်မှမရှိတော့ဘူး။ကံပါဆွင်းကိုပြေးသွားတော့သူ့သူငယ်ချင်းရဲ့အဝတ်အစားတွေပဲကျန်နေတာကိုတွေ့လိုက်ရတယ်။ကောင်လေးကအရန်ကိုစိတ်ဖြက်အားငယ်သွားတယ်။ရေထဲကိုခုန်ဆင်းလိုက်တယ်။တကယ်ပဲသူ့သူငယ်ချင်းကရေပေါ်မှာမျက်လုံးမှိပြီးမျောနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့နောက်တစ်ခဏအကြာမှာတော့လိုင်းတွေကသူ့ကိုကန်ဆက်စီဆောင်ယူလာခဲ့တယ်။သူပြန်နိုးလာတဲ့အခါအချိန်တွေကပုံမှန်အတိုင်းပြန်ဖြစ်နေပြီ။ညက်တွေလည်းပြန်တန်းနေကြပြီ။ပင်လယ်ရေတွေလည်းပြန်စီးနေကြပြီ။ကောင်လေးကဒီကဘာကြီးနဲ့အသားမကျနိုင်တော့ဘူး။အိမ်ပြန်ရောက်တော့သူ့အမေတောင်သူ့ကိုမမှတ်မိတော့ဘူး။ဝမ်းနဲ့ပူဆွေးမှုတွေနဲ့အဲ့ဒီတောက်ပနေတဲ့ဥကိုတခါပြန်ရှာတွေ့တယ်။အဲ့ဒီဥကိုရိုက်ခွဲလိုက်ပြီးအဲ့ဒီကဘာထဲမှာပဲထာဝရနေထိုင်သွားတော့တယ်